The Edge သည်တခု989ခုနှစ်မှာထွက်ရှိခဲ့သောစွန့်စားကန်တဲတဲ့ရင်ဖို့ရုပ်ရှင်ကားတစ်ကားဖြစ်သည်ဇလန်အစတင် Charles, Mickey နှင့် Bobby တို့သည် Alaska ရှိဝေးလံခေါင်တည်သောဒေသတစ်ခုသို့ဓာတ်ပုံရိုက်ကူးရန်ရောက်ရှိလာကြသည် Charles သည်အလွန်ညံ့ကောင်းပြီးစာခတ်ဝါဒနာပါသူအလွန်ချမ်းသာသူတစ်ဦးဖြစ်တော်လဲသူ၏ဘဝတွင်စွန့်စားကန်ဆန်သည့်အတွေ့အကြုံများနှဲပါလာသည်သူ၏ဇနီး Mickey နှင့်ဓာတ်ပုံဆရာ Bobby တို့အကြားမတင်ကားပွဲရာဆက်ဆံရေးတစ်ခုရှိနေသည်ဟု Charles ကတန်တရားဝင်နေသည်ဤအခြေအနေကပင်ဇလန်၏နောက်ခံတင်းပေါင်းမှုကိုဖန်တီးပေးထားသည်ဒီနေ့တွင် Bobby ကဒေတာကန် Indian တူအားဓာတ်ပုံရိုက်လိုကြောင်းပြောဖြင့် Charles, Bobby ၏လက်ထောင် Steven နှင့်လေရင်မှုတို့သည်တင်းငယ်သော propeller လေရင်တစ်စင်းဖြင့်ထိုသူကိုရှာဖွေရန်ထွက်ခွာကြသည် Charles သည်လေရင်မထွက်ခွာနီ Bobby ပေးသောမြေပုံဟောင်းတစ်ဆောင်ကိုလေးလာရင်းလေရင်မှုကို၎င်းသည်လမ်းကြောင်းမားနေကြောင်းတတိပေးခဲ့တော်လဲလေရင်မှုကဂယုမဆိုင်ခဲ့ပြီးလေရင်စတင်ပြန်တန်းပြီးမကြခင်တွင်ငှက်တအုံနှင့်တိုက်မိပြီးအင်ဂျင်ပြတ်သွားသည်လေရင်မှုကထိန်ချုပ်ရန်ကြိုးစားတော်လဲမအောင်မြင်ဘဲရေကန်ကြီးတစ်ခုတည်းသို့ထိုးကျခဲ့သည်လေရင်ပြတ်ကျမှုမှ Charles, Bobby နှင့် Steven တို့သုံးဦးသာအသက်ရှင်ခဲ့သည်လေရင်မှုမှသေဆုံးခဲ့သည်သူတို့သည်ရေခဲရည်ထဲမှခက်ခက်ရင်းရင်းရုံထွက်သည့်နောက်အသက်ရှင်ရန်အတွက်တောနတ်ထဲသို့ဝင်ရောက်ခဲ့ကြသည်အစပိုင်းတွင်ရှင်တန်ရေးအတွက်ခေါင်းဆောင်မှုသည် Bobby ၏လက်ထဲမှရှိနေခဲ့သည် Bobby သည်ရုပ်ပိုင်းဆိုင်ရာအရပုံမတန်မာပြီးတောထဲမှကျွမ်းကျင်သူတစ်ဟုဖြစ်ပုံရသည်သို့သော Charles သည်သူ၏ဉာဏ်ပညာကိုအသုံးပြုကာပတ်ဝန်းကျင်ကိုအကဲဖြတ်ပြီးရှင်တန်ရေးနီလန်းများကိုစဉ်းစားခဲ့သည်ဥပမာအားဖြင့် Charles ကရေခဲသောများကိုရှောင်ရှားပြီးရေခဲမီးများကိုလိုက်လျှောက်ခြင်းဖြင့်သာလူသားတို့၏ခြေရာကိုပြန်သွင်းနိုင်ကြောင်းအကြံပေးခဲ့သည်ညရောက်သောအခါအေးခဲနေသည့်ရာသီဥတုဒဏ်ကိုခံနိုင်ရန်အတွက်နေရာတစ်ခုရှာဖွေရသည်ထိုညတွင်ပင်သူတို့သုံးဦးစလုံးသည်အစာရေစာမရှိအနှွေးဓာတ်မရှိဘဲခက်ခက်ရင်ရင်ဖြတ်တန်းခဲ့ကြရသည်မိုးလင်းသောအခါ Bobby ၏လက်ထောင် Steven သည်အေးထန်ကြောင့်တေဆုံးခဲ့ကြောင်းကိုတွေ့ရှိခဲ့ရသည်ယခုအခါ Charles နှင့် Bobby တို့နှစ်ဦးသာကျန်ရှိတော့သည် Steven တေဆုံးပြီးနောက် Charles နှင့် Bobby တို့ဆက်လက်ခီးနှင့်လာရာတွင်သူတို့၏အကြီးမားဆုံးရန်သူကိုတွေ့ဆုံရတော့သည်၎င်းမှာအလွန်ကြီးမားပြီးကြမ်းထန်သောကိုဒီယက်ဝက်ဝင်ကြီးတစ်ကောင်ဖြစ်သည်ဝက်ဝင်ကြီးမှာသူတို့နှစ်ဦးကိုလိုက်လံနှောင့်ယှက်ပြီးတိုက်ခတ်ရန်ကြိုးစားခဲ့သည်ပထမဆုံးအကြိမ်တွေ့ဆုံမှုတွင်သူတို့နှစ်ဦးရုံးပုံငင်းဝက်ဝင်ဤတန်းကိုမခံရဘဲလွတ်မြောက်ခဲ့သည်သို့သောဝက်ဝင်ကြီးမှာအလွန်ထက်မြက်ပြီးဇွဲကောင်းသောလူတူဦးဖြစ်သည်သူတို့သွားရနောက်ကိုလိုက်ပြီးအမြဲတမ်းချောင်းဝင်းနေခဲ့သည် Charles သည်ဝက်ဝင်၏အပြုမူများကိုအနီးကပ်စောင့်ကြည့်လေ့လာခဲ့ပြီး၎င်းသည်နယ်မြေပိုင်ဆိုင်ကြောင့်သော၎င်းအစာရှာဖွေရှင်းကြောင့်သော၎င်းမဟုတ်ဘဲသူတို့ကိုအမဲလိုက်သည့်သဘောမျိုးဖြစ်သည်ဟုနားမယ်လာခဲ့သည်ထိုဝက်ဝင်သည်အခြားတရိษံများနှင့်မတူဘဲအလွန်ညံကောင်းပြီးသူတို့၏အားနည်းချက်များကိုအမိအရာရှာဖွေနေခြင်းဖြစ်သည်ဟု Charles ကကောက်ချက်ခဲ့သည်သူတို့ထွက်ပြေးပုန်းရှောင်လေလေဝက်ဝင်သည်ပုံမနီးကပ်လာလေဖြစ်လာသည်ဤအခြေအနေကပင် Charles နှင့် Bobby တို့အကြားမကြေလည်မှုများကိုပုံမဆိုးဝါးလာစေသည် Charles ကဝက်ဝင်ကိုရင်ဆိုင်တိုက်ခိုက်ရန်အကြံပြုတော်လဲ Bobby ကကြောက်လန့်ပြီးထွက်ပြေးရန်မှကြိုးစားခဲ့သည် Charles ကသူတို့ထွက်ပြေးနေသည်များဝက်ဝင်သည်လိုက်နေအောင်မီဖွင့်နောက်ဆုံးတဦးမဟုတ်တဦးအသေးခံရမည်ဟုရှင်းပြခဲ့သည်ထို့ကြောင့်ဝက်ဝင်ကိုအနိုင်ယူမှသာအသက်ရှင်နိုင်မည်ဟုဆုံးဖြတ်ခဲ့ကြသည် Charles သည်သူ၏ဉာဏ်ပညာကိုအသုံးပြုကာဝက်ဝင်ကိုတိုက်ခိုက်ရန်နည်းလမ်းတစ်ခုစီစဉ်ခဲ့သည်သူသည်ချွန်းထက်သောတစ်လန်းများပြုလုပ်ရန်နှင့်ဝက်ဝင်ကိုပြစ်ထက်ရန်ထောင်ချောင်းတစ်ခုစီစဉ်ခဲ့သည်သူတို့နှစ်ဦးသည်အပင်များကကျိုးများပြုလုပ်သည်မြေခွင်တွင်ချွန်းထက်သောတစ်လန်းများကိုစိုက်ထားဖြင့်ဝက်ဝင်ကိုထိုနေရာသို့ဆွဲဆောင်ရန်ကြိုးစားခဲ့ကြသည်တိုက်ပွဲသည်အလွန်ပြင်းထန်ပြီးကြောက်မက်ပွဲလာသည်ဝက်ဝင်ကြီးကသူတို့၏ထောင်ချောင်းကိုစတင်တိုက်ခိုက်ပြီးသူတို့နှစ်ဦးကိုအနီးကချင်းကပ်လာခဲ့သည် Charles နှင့် Bobby တို့သည်အသက်လူရင်းလမ်းများဖြင့်တိုက်ခိုက်ကြသည် Charles သည်သူ၏အသွဲကြုံမရှိသင်ကိုကြော်လန့်ရင်တတိရှိရှိတိုက်ခိုက်ခဲ့သည်နောက်ဆုံးတွင်ဝက်ဝင်ကြီးသည်ပြင်းထန်သောဒဏ်ရာများဖြင့်တေဆုံးသွားခဲ့သည်ဝက်ဝင်ကိုအနိုင်ယူပြီးနောက် Charles နှင့် Bobby တို့သည်အလွန်ပင်ပန်းနွမ်းနယ်သောတော်လဲကြီးမားသောစိတ်သက်သာရာနှင့်အောင်မြင်မှု၏အရာသာကိုခံစားခဲ့ကြသည်ဤတိုက်ပွဲကသူတို့နှစ်ဦးအကြားမတိစိတ်ကကင်းမိတ်နေသောယုံကြည်မှုကိုပြန်လည်တည်ဆောက်နိုင်ခဲ့သည်ဝက်ဝင်ကိုတက်ပြီးနောက်သူတို့သည်အသက်ရှင်ရန်အတွက်ဝက်ဝင်၏အသားကိုစားသုံးကာဝက်ဝင်ထံဤကိုအေးထံကိုကာကွယ်ရန်အသုံးပြုခဲ့ကြသည်
ခရီးဆက်လာစဉ် Charles က Bobby ၏အိတ်ကထဲမှသူ့၏ဇနီး Mickey ပေးထားသောနိုင်တစ်လုံးကိုတွေ့ရှိခဲ့သည်ထိုနိုင်ကို Mickey က Charles အားလက်ဆောင်ပေးခဲ့ဖြင့် Bobby တွင်ထိုနိုင်ရှိနေခြင်းက Bobby နှင့် Mickey တို့အကြားတာမန်ဆက်ဆံရေးတစ်ခုထက်ပိုသည်ဟု Charles ၏တန်တရားကိုပိုမိုခိုင်မာလာစေသည်သူသည် Bobby ကိုထိုနိုင်အကြောင်းမေးမြန်းသောအခါ Bobby က Mickey သည်သူကိုချစ်ကြောင်း Charles ကိုတက်ရန်ထိစီစဉ်ထားကြောင်းဝန်ခံလိုက်ခဲ့သည်ထိုအခါ Charles က Bobby ကသူကိုတက်ရန်စ조사ခဲ့ကြောင်းနားတဲ့သွားသည်ဇလန်တစတွင်ကလေရင်မထွက်ခွာမီကပင် Bobby က Charles အားလေရင်မှုထံလေရင်လမ်းကြောင်းမြေပုံကိုပေးခိုင်းဖူးတဲ့သည်ထိုမြေပုံတွင်လေရင်ပြကျနေသည့်နေရာများပြထားတော်လဲ Charles ကတတိထားမိသည်ယခု Bobby ကအမှန်တရားကိုဝန်ခံလိုက်သောအခါ Bobby သည်သူကိုမတော်တဆအဖြစ်အပျက်တွင်တပ်ဖြစ်ရန်စီစဉ်ခဲ့ကြောင်း Charles ရှင်းရှင်းလင်းလင်းသိလိုက်ခဲ့သည်ထိုအိတ်ခိတ်တွင်သူတို့နှစ်ဦးအကြားတင်းမာမှုသည်အမြင့်ဆုံးသို့ရောက်ရှိသွားသည် Bobby က Charles ကိုတိုက်ခိုက်ရန်ကြိုးစားပြီးလမ်းခင်ထိုးရန်ကြံသည် Charles ကလမ်းကိုလမ်းဆွဲပြီး Bobby ကိုပြန်လဲခောက်ခန့်သည်သူတို့နှစ်ဦးသည်6ကန်းမြရန်ဘေးမှအပြန်လန်တိုက်ခိုက်ကြသည်နောက်ဆုံးတွင် Bobby သည်6ကန်းမြရန်အောက်သို့ပြုတ်သွားခဲ့သည် Charles ကသူကိုကေတင်းရန်ကြိုးစားတော်လဲမအောင်မြင်ဘဲ Bobby တေဆုံးသွားခဲ့သည် Bobby တေဆုံးပြီးနောက် Charles တယောက်တည်းကြံရှိတော်သည်သူသည်အလွန်အထီးကျန်ရပြီးစိတ်ပြတ်အားငယ်တော်လဲဆက်လက်ရှင်သန်ရန်ကြိုးစားခဲ့သည်သူသည်စီးစိမ့်နေသည့်မြက်တစ်ကြောင်းသို့ခရီးဆက်ခဲ့သည်နောက်ဆုံးတွင်လူသားတို့၏ခြေရာတစ်ခုကိုတွေ့ရှိခဲ့သည်သူသည်တက်ကုံကြောင်းများကိုဆက်ဆက်ပြီးဖောင်ကလေးတစ်ခုပြုတ်လုပ်ပြီးမြက်ကြောင်းတစ်ကြောင်းသို့မျောပါလာခဲ့သည်ဖောင်ပေါ်တွင်ခရီးဆက်နေစဉ်ကဲဆက်ရေးရေဟိရင်ကိုတွေ့ဆုံခဲ့သည်ထိုရေဟိရင်ပေါ်မှလူများက Charles ကိုတွေ့မြင်ပြီးနောက်ကဲဆက်နိုင်ခဲ့သည် Charles ကိုဆေးရုံသို့ပို့ဆောင်ပြီးနောက်သူ၏ဇနီး Mickey လည်းရောက်ရှိလာသည်သတင်းသမားများက Charles အားသူနှင့်အတူပါသွားသည့်အခြားလူများဘေးရောက်နေကြသည်ဟုမေးမြန်းသောအခါ Charles သည်သူတို့ရေခဲတောင်မှတေဆုံးခဲ့ကြသည်ဟုသာဖြေကြားခဲ့သည် Bobby ၏သစ္စာဖောက်ခြင်းနှင့်တေဆုံးမှုအကြောင်းကို Charles ကများသူကိုမှမပြောပြခဲ့ပြီဤသည် Charles ၏ခံယူချက်နှင့် Bobby အပေါ်သူ၏နောက်ဆုံးခုံပြုမှုသို့မဟုတ်သူ၏ကိုယ်ပိုင်နာကျင်မှုများကိုဖုံးကွယ်ခြင်းလဲထက်နိုင်သည်